Hello အားလုံးပဲမင်္ဂလာပါကျွန်တော်ကျော်ကောင်ဝမ်းဆိုးဖြစ်ပါတယ်ဒီမှာကျွန်တော်က Minecraft ထဲမှာပေါ့နော်ဒီ mini soldier ဆိုတဲ့ကျွန်တော်ဒီပေါ့နော်အတုံးတစ်ခုကို review လုပ်ပေးပါမယ်ပေါ့နော်ဒီထဲမှာဆိုရင်ကျွန်တော်ပေါ့နော်အပြာအနီပေါ့နော်တခြားသောအယောင်တွေပါတယ်အကောင့်တီးတီးလေးတွေကကျွန်တော်ဒီတယောက်တယောက်နဲ့မတည့်ဘူးပေါ့နော်အဲ့လိုပုံစံကျွန်တော်ဒီဗဒယ်တွေလုပ်ပြီးတော့ဆော့လို့ရမှာဖြစ်ပါတယ်ဒီတော့ကျွန်တော် Spider-Man မှာလည်းဆော့လို့ရတယ်ပေါ့နော်ဘာလို့ဆိုတော့ကျွန်တော်စစ်သားလေးတွေကိုကျွန်တော်က short လေးနဲ့ကျွန်တော်ဖတ်လို့ရမယ်ဒါမဲ့တစ်ခုရှိရာဒီအတုံးကကျွန်တော်ဒီ free မြောက်ပေါ့နော်ကျွန်တော်ဒီ market မှာကျွန်တော်ဝယ်ရမယ်ပေါ့နော်ဒါမဲ့စိတ်မပူပါနဲ့ကျွန်တော်ရဲ့ Telegram မှာကျွန်တော်တင်ပြထားပါတယ်ပေါ့နော် Okay အဲ့ဒါဆိုကျွန်တော် video ကြိုက်တယ်ဆိုလို့ရှိရင် like subscribe လုပ်မမိခဲ့ပါနဲ့ Okay အဲ့ဒါကျွန်တော်ချိန်နေမဆွဲပဲ video စရအောင်မြโอเคကျွန်တော်ဝယ်ဆောက်လာနေကျွန်တော်ဒီမှာပေါ့နော်ကျွန်တော်ဒီအနီအောင်ကောင်နဲ့အပြောင်ကောင်လေးကျွန်တော်နှစ်ကောင်ရလာတယ်ပြီးတော့ကျွန်တော်ဒီမှာဒီပတဲဟွန်းလေးရလာပြီပေါ့နော်โอเคကျွန်တော်ဒါကဘယ်လိုလုပ်လဲဆိုတော့ကျွန်တော်ဥပမာကျွန်တော်ဒီမှာပေါ့နော်ကျွန်တော်ဒီအနီအောင်လေးထားမယ်ဒါအနီအောင်ဆိုကြ3ကောင်ပေါ့နော်အဲ့လိုထားမယ်ထားပြီးကျွန်တော်ဒီဘက်မှာလည်းအဲ့လိုမျိုးတိုင်းမယ်ဆိုကြလေးတွေဒီမှာပေါ့နော်မှာကြည့်တသားလေးတွေကျွန်တော်အယောင်လိုက်ထားမယ်ပေါ့နော်ပြီးရကျွန်တော်ဘာလုပ်လို့ရလဲဆိုတော့ကျွန်တော်ဒီဟွန်းလေးကိုမှုတ်လိုက်မယ်ပေါ့နော်အိုးဒီမှာသူတို့ချနေပြီပေါ့နော်အဲ့လိုမျိုးပေါ့နော်โอเคသူတို့ချနေတယ်သူတယောက်နဲ့မတိတ်ဘူးပေါ့ဒီမှာနှစ်ယောက်ချနေပြီပေါ့ဒီမှာဆိုโอเคကျွန်တော်အနီနိုင်မလားပြနိုင်မလားကျွန်တော်မသိဘူးအပြာတော့တေသွားအနီလည်းတေသွားပြီဒီမှာတော့ဘိုင်ဝမ်ဆွဲနေပြီโอเคဒီမှာတော့ကျွန်တော်ကြည့်ရတာတော့အပြာပဲဝင်ပြီပေါ့နော်ကျွန်တော်အပြာနိုင်သွားပြီပေါ့နော်ဒီမှာဒီရှုံးပြနေကျွန်တော်ဖောက်တယ်အဲ့လိုပုံစံရှိရပေါ့နော်တော်လေးကိုမိုက်တယ်ပြီးကျွန်တော်ကြံခဲ့တဲ့ရှုံးလေးကအကောင်လေးပြန်ပြောင်းသွားရပေါ့နော်အဲ့လိုရှိတယ်ပေါ့နော်တော်လေးမိုက်တယ်ဒီမျိုးပေါ့နော်ကျွန်တော်ဒီမျိုးဆိုတဲ့အတုံပေါ့နော်โอเคကျွန်တော်အတုံလေးကိုကျွန်တော် review မလုပ်ခင်မှာကျွန်တော်စာအုပ်လေးပါတယ်ပေါ့နော်ကျွန်တော်ဒီစာအုပ်လေးကျွန်တော်စမ်းပြီးဖတ်ကြည့်မယ်โอเคကျွန်တော်စာအုပ်လေးအောက်ချလိုက်မယ်ပေါ့နော်စာအုပ်လေးအောက်ချပြီးရနေကျွန်တော်ဒီမှာကြည့်မယ်ဒီမှာဆိုရင်ကျွန်တော်ဒီမျိုးပေါ့နော် home mode ရသူတို့ဘက်ထရီလေးချခိုင်းလို့ရတယ်ဒီမှာဆိုကျွန်တော်တို့ဒီမြင်းစည်းရတသားလေးတွေတို့များပြစ်တဲ့ဥစ္စာတွေတူတမားတွေအမျိုးစုံရှိရပေါ့နော်ဒီမှာဆိုသူတို့ရဲ့ base တွေပါရှိရပေါ့နော်တော်လေးမိုက်တဲ့အတုံပေါ့နော်ဒီပြင်ကျွန်တော်ဒီမှာထပ်သွားကြည့်မယ်ဒီမှာဆိုကျွန်တော်ဒီ short နှစ်ခုနဲ့ကျွန်တော်အယောင်လေးထည့်လိုက်ရတယ်အကောင်လေးတစ်ကောင်ရလာရပေါ့နော်ဒီမျိုးအကောင်လေးတစ်ကောင်ရလာမယ်ဒီမှာပေါ့နော်ပြင်ကျွန်တော်ဒီမြင်းတွေဝက်တွေကန်နိုတွေအစားကျွန်တော်ခွက်လို့ရမယ်ပေါ့နော်အဲ့လိုပုံစံရှိရဲပြင်ကျော်ကြော်လိုက်မယ်ဒီမှာဆိုရင်သူတို့ကမှာနော်တခြားတော့မှာဘုံပြန်နေနဲ့ပြစ်တဲ့ကောင်တွေရှိမယ်ဟီလာတွေရှိမယ်တခြားတော့ပေါ့နော်အများကြီးမော်စရာတွေအစားရှိရဲပေါ့နော်ဒီမှာများသမားတွေဒိုင်းသားသမားတွေရှိရဲပေါ့နော်အဲ့လိုမျိုးကျွန်တော်လုပ်လို့ရမယ်ပြီးကြော်လိုက်မယ်ပေါ့နော်ထပ်ပြီးကြော်လိုက်မယ်ဒီမှာဆိုကျွန်တော် base တွေပေါ့နော်သူတို့အိမ်တွေပါခွက်လို့ရမယ်ပြီးရနေကျွန်တော်သူအာမာတေးသေးလေးပါခွက်ပြီးဝတ်ပေးလို့ရတယ်ပေါ့နော်အဲ့လိုရှိမယ်ဒီမှာဆိုကျွန်တော်ဒီမြင်းလုပ်တဲ့နီပေါ့နော်ဒါမြင်းတွေဝက်တွေလုပ်တဲ့နီရှိမယ်ဒီမျိုးပြီးမှစစ်သားတွေအများကြီးလုပ်ပြီးကျွန်တော်ဘယ်လိုချမလဲပေါ့နော်ဒါဆိုကန်နုံလုပ်တဲ့နီပေါ့နော်ကျွန်တော်ဒုံးကြီးပြလို့ရမယ်အဲ့လိုလေးလုပ်ပေးလို့ရပါပေါ့နော်โอเคဒါကသူကတီးစိတ်ပြထားတဲ့ပုံစံပေါ့နော်ကျွန်တော်ဒါဆိုကျွန်တော်စမ်းကြည့်မယ်ပေါ့နော်ကျွန်တော်ဘယ်လိုလုပ်မစမ်းကြည့်မလဲဆိုတော့โอเคကျွန်တော်အရင်ဆုံးစမ်းကြည့်မယ်ဆိုတော့ကျွန်တော်ဒီ inventory ချက်ဖွင့်မယ်ပေါ့နော်ကျွန်တော် critics မှာဆိုတော့ကျွန်တော်ဒီ crap ပြတော့ဘူးကျွန်တော်ဒီ item ထဲမှာပဲတွားယူလိုက်မယ်ပေါ့နော်โอเคဒီမှာဆိုရင်တွေ့ရတာတော့စစ်သားအိမ်ကြီးအများကြီးတွေ့ရတယ်ပေါ့တော်တော်လေးကိုလမ်းနေတော်လေးမိုက်တယ်ပေါ့နော်ပြရကျွန်တော်ဒီ inventory မှာအကောင့်တွေအများကြီးတွေ့ရပေါ့နော်ကျွန်တော်ဒီမှာ base တွေပါတွေစောက်ပြီးတော့မှဒီကောင်လေးတွေကျွန်တော်ဒီချခိုင်းကြည့်မယ်ပေါ့နော်โอเคအခုဆိုရင်ကျွန်တော်ဒီမှာ queen ပြင်တစ်ခုလောက်ကျွန်တော်စောက်ပြီးသွားပြီပေါ့နော်ဒီမှာဆိုကျွန်တော်စစ်သားလိုက်ချမယ်โอเคပြရကျွန်တော်ဒီ inventory ထဲကျွန်တော်ဖွင့်ပြီးတော့ကျွန်တော်ဒီသူ့ရဲ့ဓာတ်တွေပါကျွန်တော်ယူပေးမယ်ပေါ့နော်โอเคပထမဆုံးမှာကျွန်တော်တို့သူတို့ iron armor တွေရဲ့ဓာတ်တွေပေးမယ်ပြီးရင်ကျွန်တော်တို့ကိုများသမားရေးထည့်ပေးမယ်ပေါ့နော်နောက်မှာပေါ့နော်โอเคပြီးရင်ကျွန်တော်တို့ကို base တစ်ခုထည့်ပေးမယ်ကျွန်တော်ဒီ base တစ်ခုပေါ့နော်အနီရောင်တစ်ခုအပြောင်တစ်ခုဆိုကျွန်တော်ထည့်ပေးမယ်โอเคပြရကျွန်တော်ဒီအနီရောင်တစ်ခုအပြောင်တစ်ခုကျွန်တော် base လေးကျွန်တော်ယူလိုက်မယ်ပေါ့နော်ယူပြရတယ်ကျွန်တော်ဒီမှာချကြည့်မယ်โอเคပြရကျွန်တော်ဒီမှာအပြောင်ကောင်လေးရဲ့ base ကိုဒီလေမှာထားပေးလိုက်မယ်ပြီးရင်ကျွန်တော်ဒီဘက်ခြံသွားမယ်ပေါ့နော်သွားပြီးတော့ကျွန်တော်နီယောင်ကောင်လေးရဲ့ base ကိုဒီမှာလာထားပေးလိုက်မယ်โอเคထားပြီးရကျွန်တော်ဒီမှာအနီယောင်ကောင်လေးတွေလိုက်ထားလိုက်မယ်ပေါ့နော်ကျွန်တော်ဒီမှာတစ်ကောင်ဆိုလို့လိုက်ထားလိုက်မယ်ဒီမျိုးလိုက်ထားလိုက်မယ်ပေါ့နော်ဒီမှာရှိမှလည်းနောက်တဲ့ဒီမှာဒါဆိုအများကြီးဖြစ်သွားပြီပေါ့နော်โอเคဒါဆိုကျွန်တော်တော့ဆိုရပြီပေါ့နော်တအားများသွားကျွန်တော်ဒီနည်းနည်းပိုပြီးရှုချက်ခတ်သွားလိုက်မယ်ပေါ့နော်ဒါကကျွန်တော်ဒီစမ်းလုပ်လိုက်ဆိုတော့ကျွန်တော်ဒီလိုပဲလုပ်လိုက်မယ်အကောင်လေးရဒီဘက်လဲကြောဘက်လဲနေပေါ့နော်ရပါမဖြစ်ဘူးဒီအဲ့ဆိုကျွန်တော်ဒီမှာကောင်လေးရနည်းနည်းနီးတော့နီးသွားတယ်ဘာမှဖြစ်ကျွန်တော်ဒီနောက်မှာဒီနားကောင်လေးတို့ပြန်ထားလိုက်မယ်ဒီမှာထားလိုက်မယ်လို့ထားလိုက်မယ်ပြီးရင်ဒီနောက်မှာကျွန်တော်ဒီများတက်လေးပေါ့နော်ဒီမှာကျွန်တော်ဒီများသမားလေးလုပ်ပေးနိုင်မယ်โอเคဒီမှာကြည့်ပါဦးကျွန်တော်များသမားတွေတော်လေးမိုက်တယ်ပေါ့နော်မှာကျွန်တော်များသမားတွေလုပ်မယ်ပြီးရှေ့ကစတားတွေကျွန်တော်ဓာတ်တွေပေးမယ်ပေါ့နော်ဓာတ်လေးပေးမယ်โอเคကျွန်တော်ဓာတ်လေးပေးရောကျွန်တော်အာမာလေးပူထားမယ်ပေါ့နော်အာမာလေးတက်ပေးလိုက်မယ်โอเคကျွန်တော်များသမားတွေရပြီဆိုရင်ကျွန်တော်ဒီဘက်မှာလည်းလုပ်မယ်โอเคဒီမှာဓာတ်သမားတွေလိုက်ထည့်မယ်ပေါ့နော်ဓာတ်သမားတွေလိုက်ထည့်မယ်ပြရကျွန်တော်နောက်ကအနီရောင်လေးတွေလည်းကျွန်တော်အများကြီးလိုက်ပေးမယ်ပေါ့နော်โอเคဒါဆိုရင်ကျွန်တော်အနီရောင်ဘက်မှာလည်းကျွန်တော်များသမားတွေရှိပြီဒီမှာအပြောင်ဘက်မှာလည်းများသမားတွေရှိပြီပေါ့နော်โอเคဒါကျွန်တော်ဒီဗဒယ်ချခိုင်းလို့ရပြီပေါ့နော်โอเคကျွန်တော်ဒီမှာဗဒယ်ချခိုင်းမယ်ဆိုရင်အပြောင်နဲ့အနီရောင်ကျွန်တော်ဘယ်သူနိုင်မလဲပေါ့နော်ကျွန်တော်ဒီ comment မှာရေးလို့မှတ်ခဲ့လို့ရတယ်ပြီးကျွန်တော်ဘယ်သူနိုင်လဲကြည့်မယ်ပေါ့နော်โอเคကျွန်တော်ဗဒယ်စမယ်ဆိုရင်ကျွန်တော်ဒီဗဒယ် home link ကျွန်တော်ဖွင့်မယ်ပေါ့နော်ဖွင့်ပြီးတော့ကျွန်တော်နှိပ်လိုက်မယ်ပေါ့နော်โอเคဒါကျွန်တော်ဒီဗဒယ်စပြီပေါ့နော်ဒီမှာဆိုရင်ချနေပြီ
โอเคဒီမှာဆိုကျွန်တော်ဓာတ်သမားတွေကချနေတဲ့အချိန်မှာကျွန်တော်ဒီမှာဒီ2ယောက်ကတော့ဘယ်လိုပြော weapon မပါလာဘူးပေါ့နော်။အော်မဟုတ်ကျွန်တော် base တွေထွက်လာပါတော့။မှာကျွန်တော် base တွေထွက်လာတာကောင်းလေးတွေကโอเคဒီမှာဆိုကျုံနေပြီ။ဒီမှာဆိုရင်ကျွန်တော်များသမားတွေပဲကြံတော့ရပေါ့နော်။များသမားတွေရှင်ကျုံနေကြပြီ။ကျွန်တော်အပြနိုင်မလားအနီနိုင်မလားအနီနိုင်မှပြနိုင်မှာပေါ့နော်။အဲ့လိုမျိုးရှိတယ်။โอเคဒီမှာချနေပြီ။โอเคမှာဆိုရင်တော့ကျွန်တော်ဒီအပြတွေကတာစီရထားတယ်လို့ကျွန်တော်ပြောလို့ရရပါတော့။ โอเคဒီမှာဆိုရင်တော့2ယောက်ပေါ့နော်ဒါပေမဲ့မရတော့ဒီမှာဆိုအနီရောင်ဘက်ကတယောက်ပဲကျန်တော့တယ်အိုးဒီမှာတော့ဘိုင်ဝိုင်းဖြစ်သွားပြီပေါ့နော်ပြီးတော့ကျွန်တော်နောက်ကစစ်သားလေးတွေထွက်လာတယ်ဒီမှာဘယ်သူနိုင်မလို့ကျွန်တော်နည်းနည်းတော့ခံမရလေးလွယ်သွားပြီပေါ့နော်ဘာလို့အပြောင်နိုင်တော့မှာပေါ့နော်ဘာလို့အနီရောင်ကမရှိတော့ဘူးစပွန်းလာလည်းကျွန်တော်တွေ့ရဘူးပေါ့နော်ပြီးဒီမှာတကောင်ထက်စပွန်းလာပြီအပြောင်လေးတွေโอเคဒီမှာဆိုကျွန်တော်ဒီအပြောင်လေးတွေကတော့base တီတောင်ရောက်လာပြီပေါ့နော်အနီရောင်လေးတွေကနိုင်ဖို့သိchance မရှိတော့ဘူးပေါ့နော်အဲ့တော့ base ကိုတစ်ချက်ရိုက်ခံထိသွားပြီပေါ့နော်အကြောင်းမို့တော်ဒီကျွန်တော်နိုင်ဖို့ဆိုတာမလွယ်တော့ဘူးအနီရောင်လေးတွေပေါ့နော်အဲ့လိုရှိရဲပြီးကျွန်တော်နောက်တစ်ကောင်ထပ်ထွက်လာတယ်ပြီးကျွန်တော်နောက်အကြည့်ပါကျွန်တော်နေအိမ်ကိုဖြတ်နေပြီပေါ့နော်ကျွန်တော်ဒီအပြောင်လေးတွေကနောက်တစ်ချက်ဆိုရင်အိမ်ကကျိုးလောက်ပြီပေါ့နော်โอเคမသိကျိုးလေးပေါ့နော်မထပ်လိုက်ဒါဆိုကျွန်တော်ဒီအပြောင်လေးတွေနိုင်တဲ့အနေထားမှာရှိသွားပြီပေါ့နော်โอเคဒီမှာဆိုကျွန်တော်ဒီအပြောင်လေးတွေကထပ်ချနေပြီ3ယောက်ပေါ့အနိုင်ကျင့်နေပါပေါ့နော်โอเคဒီမှာဆိုကျွန်တော်ဒီအပြောင်လေးနိုင်သွားတယ်ပေါ့နော်ကျွန်တော်ဒီတစ်ခေါက်မှာဆိုရင်ပြီးရကြော်ဒီမှာဒါဆိုရင်နည်းနည်းရိုးရိုးလေးရယ်ပေါ့နော်ဒီမှာဆိုကြော်ဒီနောက်တဲ့ item တွေအများကြီးရှိရဲဒီမှာဆိုကြော်ဒီမြင်းနေပါကြီးထည့်ပေးလို့ရမယ်တော့ဒီမှာတော့ဒုံးကြီးလေးတွေပါကြီးထည့်ပေးလို့ရမယ်ပေါ့နော်အဲ့လိုမျိုးစုံရှိမယ်ပြီးကြော်ဒါဆိုရင်ကြော်ဒီဒုံးကြီးလေးတွေပါလေးထည့်ပေးကြည့်မယ်ပေါ့နော်ဒီတစ်ခေါက်ကြာရင်โอเคကြော်စစ်သားလေးကြော်ထားပြကြော်ဒီဝါးစားတော့မယ်ပေါ့နော်โอเคဝါးစားမယ်ဆိုရင်ကြော်ဒီမှာ battle home လေးကြော်ကင်ပြီးတော့မှကြော်မှုတ်လိုက်မယ်ပေါ့နော်โอเคဒါကြောဝါစာရီပေါ့နော်ဒီမှာဆိုရင်ကျွန်တော်အိုးကန်တုံတွေနဲ့မှာတူရပေါ့နော်ဒီမှာဆိုကျွန်တော်โอเคဒီမှာဆိုတော်တော်ကျန်းနေပါမြင်းတက်တွေရောမှာကန်တုံတွေရောတော်တော်ဖိုင်နေပေါ့နော်မကြီးတော်တော်ကျန်းနေဒီမှာဆိုကျွန်တော်ဒီဘုံသမားတွေနဲ့ကျွန်တော်ဓာတ်သမားတွေနဲ့ကျုံနေပေါ့နော်ဒီမှာဆိုရင်လည်းကျွန်တော်အနီရောင်တွေကအပြောင်နဲ့နေတဲ့ဝင်ကုန်ပေါ့နော်အိုးဒီမှာဆိုကျွန်တော်ဒီအပြောင်ကရှုံးသွားတယ်ပေါ့နော်အနီရောင်တွေကခဏလေးပဲနိုင်သွားတယ်တော်တော်လေးတော့ကျန်းနေပြီပေါ့အနီရောင်လေးတွေကပေါ့နော်โอเคကျွန်တော်ဒီround 1မှာကျွန်တော်အပြောင်ကနိုင်သွားပြီ round 2ကျတော့ကျွန်တော်အနီရောင်လေးနိုင်သွားရပါတော့ကျွန်တော်ဘုံကောင်နေရမ်းများသွားကျွန်တော်အပြောင်ဖက်ကခဏလေးနဲ့တိုင်းရှုံးသွားတယ်အဲ့တော့ကျွန်တော်ဒီ round 3ထပ် fight မယ်ပေါ့နော် round 3ကျရင်ကျွန်တော်ပို့ပြီးကျမ်းမဲ့ဟာကြီးပါမယ်ပေါ့နော်โอเคအခုဆိုရင်ကျွန်တော်ဒီ base လေးစောက်ပြီးသွားပြီပေါ့နော်ဒီမှာကျွန်တော်စစ်သားလေးတွေချပြီးသွားပြီဒီမှာဆိုကျွန်တော်အနီဘက်ကဒီစစ်သားလေးပေါ့နော်မိုက်တယ်တော်တော်လေးမိုက်ရပေါ့နော်ကျွန်တော်လောက်ထားတာဒီမှာโอเคဒီလိုမျိုးရှိရပါတော့ပြီးရင်ကျွန်တော်နောက်မှာအပြာလေးရှိမယ်အပြာလေးလည်းတော်တော်လေးမိုက်တယ်ပေါ့နော်โอเคကျွန်တော်ဒီမှာဗဒယ်မစခင်မှာကျွန်တော်ဒီပြပြမယ်ပေါ့နော်ကျွန်တော်ဒီပထမ round မှာကျွန်တော်အပြာနိုင်ပြီးတော့မှဒုတိယ round မှာကျွန်တော်အနီနိုင်နိုင်ရပေါ့နော်ကဲဒါဆိုကျွန်တော်နောက်ဆုံး round မှာကျွန်တော်ဘယ်အသင်းကနိုင်မလဲဆိုတော့ကျွန်တော်ဒီ comment မှာရေးဆုံးမှတ်ခဲ့လို့ရရပေါ့နော်โอเคကျွန်တော် comment မှာရေးပြီးရတယ်ကျွန်တော်ဒီဘယ်အသင်းနိုင်မလဲဆိုရင်ကျွန်တော်ကြည့်ရမယ်โอเคအဲ့ဆိုကျွန်တော်ဒီဗဒယ်စဖို့လဲကျွန်တော်ဒီဗဒယ် home လေးကိုကျွန်တော်ကင်မယ်ပေါ့နော်ကင်ပြီးကျွန်တော်ဒီဗဒယ်စမယ်โอเคကျွန်တော်အဲ့ဆိုရင်ကျွန်တော်ဒီ1 2 3โอเคဗဒယ်စပြီပေါ့နော်ကျွန်တော်တို့ဒီโอเคကျွန်တော်ဗဒယ်ခုဆိုတော့စပြီပေါ့ဒီမှာဆိုတယောက်နဲ့အသေးချင်းတိုက်ခိုက်နေရဲဒီမှာ what delay တွေရှိရပေါ့နော်ဒီမှာဆိုကျွန်တော်ဒီတယောက်သွားပြီးတော့မှကန်နိုကောင်တွေကိုတိုက်ဖိုက်နေပေါ့နော်โอเคဒီမှာဆိုကျွန်တော်တို့ဗဒယ်တွေကတော်တော်လေးကျန်းနေတာတွေ့ရတယ်ကျွန်တော်အနီဘက်မှာလည်းအပြာတွေကရောက်နေပြီပေါ့နော်ဒီမှာဆိုတော်တော်လေးကြောင်ကျန်းနေတာတွေ့ရတယ်နောက်မှာဆိုကျွန်တော်ဟီလာလို့ဘာလို့ပိုရှင်ပလင်းကင်ထားတဲ့ဘဲတွေလည်းရှိရပေါ့နော်โอเคဒီမှာဆိုရင်အပြာမှာလည်းကျွန်တော်ဒီshare တွေကျုံးနေပေါ့နော်လန်သမားတွေလည်းထွက်လာပြီโอเคဒီမှာလည်းပူရှင်သမားတွေထွက်လာပြီးတော့မှကျွန်တော်နောက်ငိုက်လိုက်ပြီးတော့မှကူညီပေးနေပေါ့နော်ဒီမှာတော့ကျွန်တော်ဒီ2.1တွေရိုက်ကုန်ပြီ။အိုးတော့ကျန်းတယ်ပေါ့နော်ဒီမှာအပြာတွေကအနီဘက်ကိုနေကြုံလာပြီပေါ့နော်။ Okay ကျွန်တော်အနီတွေကတော့တိတ်တော့မကြံတော့ဘူး။ကျွန်တော်အပြာတွေကအများကြီးရှိရဲပေါ့နော်။ Okay ဒီမှာဆိုကျွန်တော်တော်တော်လေးကိုကျန်းနေတာတွေ့ရတယ်ဗဒယ်တွေကဒီမှာဆိုလဲကျွန်တော်ဒီ share တွေ fight နေရပေါ့နော်။ Okay ဒီမှာဆိုကျွန်တော်ကျန်းနေပြီ။နောက်မှလည်းကျွန်တော်စစ်သားတွေတကောင်မြင့်အောင်ထွက်လာတယ်ပေါ့နော်။ဒီဗဒယ်ကတော်တော်ကြီးတော့ကြာမဲ့နေရမှာရှိတယ်။ဒီမှာဆိုကျွန်တော်အပြာတွေအများကြီးရှိတယ်ပေါ့နော်။ဓာတ်သမားတွေအများကြီးရှိရောရဲ့။ဓာတ်သမားတွေကျွန်တော်တိတ်မရှိရောပေါ့နော်။ Okay ဒီမှာကျွန်တော်ဗဒယ်တွေတော့ပြင်းထန်နေတာတွေ့ရတယ်ကျွန်တော်အနီဖက်တွေကိုကျွန်တော်အပြာကောင်နဲ့ရောက်လာပြီပေါ့နော်။ကျူးကျော်လာပြီပြောလို့ရတယ်ဒီမှာဆိုကျွန်တော်ဒီအပြာအောင်နေပြီမှာဆိုအနီအောင်တယောက်မှမရှိတော့တယ်လို့ပြောရဲပေါ့နော်။ဒီမှာဆိုရင်တော့အနီအောင်တွေဖက်ကိုတော်တော်ကျူးကျော်လာတွေ့ရတယ်။အနီဒီတော်တော်လေးဟိုခံစစ်ပိုင်းမကောင်းတော့ဘူးပေါ့နော်။တော်တော်လေးဟိုဟာဖြစ်နေပြီ။ Okay ဒီမှာဆိုရင်ကျွန်တော်ဒီအပြာလေးကအနီလေးကိုတော်တော်လေးကိုကျူးကျော်လာတွေ့ရတာပေါ့နော်ကျွန်တော်အပြာလေးကပိုပြီးတာနေတယ်အနီလေးကလုံးဝပဲတိတ်မတာတော့တဲ့အနေထားမှာရှိရပေါ့နော်ဒီမှာဆိုကျွန်တော်အပြာလေးအများကြီးကြံနေတယ်ပြောမယ်ဆိုရင်အပြာကဘိုးသမားတွေရမ်းများသွားပြီးတော့မှတောက်လျှောက်များနေပြစ်တော့အနီလေးကခံနိုင်တော့တဲ့အနေထားမှာရှိရပေါ့နော်ဒီမှာဆိုလန်သမားတွေထွက်လာပြီပေါ့နော်အပြာဖက်ကတော်တော်လေးကျူးကျော်လာပြီးပြောလို့ရတယ်ကျွန်တော်အနီဖက်ကနေနေရတော်တော်လေးခံစစ်ကိုတော်တော်လေးကိုကျူးကားပန်းစားပြုံးကန်နေတဲ့အနေထားမှာရှိရပေါ့ဒီမှာဆိုကျွန်တော်နိုင်တော့တဲ့အနေထားမှာရောက်နေပြီပေါ့နော်โอเคဒီမှာဆိုကျွန်တော်တို့အပြာတွေကကျွန်တော်တော်တော်လေးကိုကျူးကျော်လာပြီပေါ့နော်အနီကလုံးဝမခံနိုင်တော့တဲ့အနေထားမှာရောက်နေပြီကျွန်တော်ဒီပုံစံနဲ့ဆက်သွားမယ်ဆိုရင်ကျွန်တော်အနီတွေရှုံးဖို့အတွက်ကြာကိုင်တော့အရင်များနေပြီပေါ့နော်ကဲကျွန်တော်ဒီမှာဆိုရင်တော့ကျွန်တော်ဒီအပြာတွေကတော့လုံးဝပဲတော်တော်လေး strong နဲ့နေမှာပါတယ် base ကိုတော့မှတယောက်မှမရောက်လာတဲ့အနေထားမှာရောက်နေတယ်ဒီမှာဆိုကျွန်တော်ဒီအနီရောင်ကလည်းတိတ်မကြံတော့ဘူးကျွန်တော်ဒီပုံစံနဲ့ဆိုရင်လုံးဝအနီရောင်ရှုံးပြီလို့ပြောလို့ရတယ်ပေါ့နော်
โอเคဒီမှာကျွန်တော်အနီရောင်နေမြေရဲ့ကိုပြအောင်လဲတော်တော်ကျူးကျော်နေပြီ base တွေပါဖြတ်နေပြီပေါ့နော်ဒီမှာ base တွေလည်းပြတ်ကုန်ပြီကဲလုံးဝဒါဆိုရင်တော့အနီရောင်ရှုံးပြီလို့တော့ပြောလို့ရရပေါ့နော်ဒါဆိုရင်ကျွန်တော်အနီရောင်တော့ရှုံးသွားပြီပေါ့နော်လုံးဝကိုအပြတ်တက်နဲ့ရှုံးသွားပြီကျွန်တော်လုံးဝကိုလုံးဘာမှလုံးလို့မရတော့ဘူးပေါ့နော်โอเคဒါဆိုကျွန်တော်အပြောင်လေးနိုင်သွားတာဖြစ်ပါတယ်ပေါ့နော် round 3မှာโอเคကျွန်တော်နောက်ဆုံးပွဲမှာဆိုရင်ကျွန်တော်အပြောင်လေးနိုင်အောင်တွေ့ရရပါတော့โอเคအဲ့ဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုကြိုက်တယ်ဆိုလို့ရှိရင် like subscribe လုပ်မယ်မိခဲ့ပါနဲ့ကဲအဲ့ဆိုရင်ကျွန်တော်နောက်ထပ် view နဲ့ကျွန်တော်ပြန်လာခဲ့မယ်ပေါ့နော်